ချစ်တော်တော်မန်ကလေးများခုနေခါငါသွားနေတဲ့မြေလန်းလေးနှစ်ပေကတော်မန်ကလေးတွေမင်းကိုလက်ဆောင်ပေးခြင်းဘာလို့ဆန္ဒမှများပြောင်ရပါအခြေမင်းကြမ်းမာရဲ့လားမင်းစိတ်ချမ်းသာရဲ့ဒီအတိုင်းသာတစ်ကမ္ဘာလုံးရှိနေဖို့ပဲမဟုတ်လားရှာတုကမိန်လန်ရဲ့ချစ်တော်တော်ပန်ကလေးများဖြစ်ပါတယ်အခုမြင်ရတဲ့ပင်ကြီးကဘရောက်ပင်ကြီးပါဒုတိယကျိန်မြောက်ထပ်ပြီးတော့ဟူးနေပါပြီ